အိမ်တအိမ်ရဲ့ဂုံကျက်တည်သည်တန်ရှင်းတက်ရက်မှုပဲတိုက်နဲ့ပဲနေနေတဲနဲ့ပဲနေနေကျန်းခုနှစ်ချောင်းနဲ့ပဲနေနေကိုနေတဲ့အိမ်ဟာတန်ရှင်းတက်ရက်မှုရှိတယ်ဆိုအဲ့ဒီအိမ်ကလေဂုံတည်ရှိတယ်အလိုလိုမင်္ဂလာရှိတယ်အိမ်အောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့စီးကံကိုသိချင်သူ့ရဲ့မိဖို့တောင်ကိုကြည့်ပါတဲ့အဲ့ဒီအမျိုးသမီးကဘလောက်ပဲအလှတွေပြင်ထားပါစေဒီအမျိုးသမီးတန်ရှင်းတက်ရက်မှုရှိမရှိဆိုတာကိုသိချင်သူ့ရဲ့မျက်နှာကိုမကြည့်နဲ့တဲ့သူ့ရဲ့မိဖို့တောင်ကိုကြည့်တဲ့အမျိုးသမီးတစ်ယောက်အိမ်အောင်မှုနိုင်နေလားမနိုင်နေလားသိချင်အဲ့ဒီအမျိုးသမီးရဲ့အိမ်ကိုကြည့်ပါတဲ့ဖះเจ้าဆောင်ကိုကြည့်ပါတဲ့မီးဖို့ချောင်းကိုကြည့်ပါတဲ့အဲ့ဒီအမျိုးသမီးရဲ့မျက်နှာကိုမကြည့်ပါနဲ့တဲ့ယောက်ျားတွေဟာငွေရှာဘလောက်ပဲတော်တော်အိမ်အောင်မှုမနိုင်နေတဲ့မိန်းမကိုရထားတဲ့ဆိုရင်ပလိုင်းပေါက်နဲ့ဖကောက်တယ်လို့ပဲဘာမှအဖက်တင်မှာမဟုတ်ဘူးအိမ်အောင်ရှင်ယောက်ျားတစ်ယောက်ကိုကြည့်လိုက်လို့တန်ရှင်းတက်ရက်တောက်ပြောင်နေတယ်ဆိုရင်သူ့ရဲ့နောက်ွယ်မှာအိမ်အောင်မှုနိုင်နေတဲ့မိန်းမကောင်းမိန်းမမြက်အိမ်အောင်ရှင်မကောင်းတစ်ယောက်ရှိနေလို့ပဲအိမ်တအိမ်ရဲ့ကျမ်းမာရေးကမီးဖို့ချောင်းကနေစတယ်တဲ့မီးဖို့ချောင်းကတန်ရှင်းတက်ရက်မှုမရှိဘူးချက်တာပြုတ်တာတန်ရှင်းတက်ရက်မှုမရှိဘူးဆိုရင်အဲ့ဒီအိမ်ကစားနေတဲ့အစားတောက်တွေဒီအာဟာရမဖြစ်ဘဲနဲ့အစိတ်ပင်ဖြစ်လိမ့်မယ်တဲ့ကိုယ်အိမ်လေးကိုတန်တန်ရှင်းရှင်းတက်တက်ရရထားတယ်အဲ့လိုမျိုးပဲနေတတ်ထိုင်တတ်တဲ့အမျိုးသမီးတွေရဲ့နေအိမ်ဟာလေးအလိုလိုမင်္ဂလာရှိတယ်။ကောင်းတဲ့သမားတွေကနောက်ကောင်းတဲ့မြက်တွေရဲ့အဆောင်ရှောက်ကိုရတယ်။ကောင်းတဲ့လက်လာပါတွေလည်းပွင့်လန်းတယ်။မိတ်ကောင်းဆွေကောင်းဧကောင်းတွေပဲလာတတ်တယ်တဲ့။ကိုယ်အိမ်လေးကတန်ရှင်းတက်ရက်နေတယ်ကိုချန်လေးကတန်ရှင်းတက်ရက်နေတယ်ကိုကိုတိုင်းကလည်းတန်တန်ရှင်းရှင်းနေထိုင်တတ်တယ်ဆိုရင်ကောင်းတဲ့ကိုဆောင်နဲ့ကောင်းတဲ့ခြံဆောင်နဲ့ကောင်းတဲ့အိမ်ဆောင်နဲ့တွေကကိုယ့်ကိုစောင့်ရှောက်တယ်မင်္ဂလာရှိရမင်္ဂလာလားတဲ့ကိုကကောင်းကောင်းမွန်မွန်တန်တန်ရှင်းရှင်းနေထိုင်တတ်တယ်ဆိုရင်ကောင်းတဲ့တမာတွေကနှကောင်းတဲ့မြတ်တွေရဲ့ချစ်ခင်ခြင်းကိုခံရတယ်စောင့်ရှောက်ခြင်းကိုခံရတယ်ကိုယ့်အိမ်လေးကလည်းဥစ္စာစည်းပွားဒီလာတိုးတက်ပြီးငွေဒီဝင်လာမစဲတတဲတဲနဲ့လက်လာပါတွေရှင်လန်းပါတယ်ရှင်